လူတယောက်ရဲ့ဘဝမှာအခက်အခဲတွေကြုံလာတဲ့အချိန်တချို့လူတွေကလဲကျပြီးတော့အရှုံးပေးသွားကြတယ်။ဒါပေမဲ့တချို့လူတွေကတော့အဲ့ဒီအခက်အခဲကိုပဲအသုံးချပြီးတော့ပုံတန်မာလာတဲ့လူတယောက်ဖြစ်ပြန်ထလာကြတယ်။မေးချင်တာကဘဝကမင်းကိုရိုက်ချလိုက်တဲ့အချိန်မှာမင်းဘာကိုရွေးချယ်မလဲ။လဲကျနေမလား။ဒါမှမဟုတ်ပြန်ထပြီးမင်းဘဝကိုပြန်တည်ဆောက်မလား။ဒီဗီဒီယိုမှာတော့အောင်မြင်သူနဲ့အရှုံးပေးသူဘာကွာလဲကြာရှုံးမှုကိုအောင်မြင်မှုလေကလေးအဖြစ်ဘယ်လိုပြောင်းမလဲတားရဲ့စိတ်သက်ဆိုတာဘာလဲဘဝကအောက်ဆုံးကိုရောက်နေချိန်မှာဘယ်လိုပြန်ထမလဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဘဝမှာအခက်အခဲကြုံလာတဲ့အချိန်ဘယ်သူမဆိုဘဝမှာအကူရမဲ့သူတွေထွက်သွားတာအိမ်မက်တွေပျက်စီးသွားတာစူးစမ်းသလောက်မအောင်မြင်တာစိတ်တကြရတာမျိုးတွေကြုံမှုကြပါတယ်ဒါပေမဲ့အရေးကြီးတာကဘာဖြစ်သွားလဲဆိုတာမဟုတ်ဘူးအဲ့ဒါကိုမင်းဘယ်လိုတုံ့ပြန်လဲဆိုတာပဲဥပမာလူနှစ်ယောက်အလုပ်ပြုတ်သွားတယ်ဆိုပါတော့တစ်ယောက်ကငါဘဝကပြီးသွားပြီလို့တွေးပြီးတော့စိတ်ပြတ်သွားနိုင်တယ်နောက်တစ်ယောက်ကတော့ဒါကငါဘဝအသစ်ဆောက်ကိုအခွင့်အရေးပဲလို့တွေးပြီးတော့ skill တွေကိုလေ့လာတယ်နှစ်လောက်ကြာတော့တယောက်ကအရင်နေရာမှာပဲရပ်နေတယ်နောက်တစ်ယောက်ကတော့သူ့ဘဝကလုံးဝပြောင်းလဲသွားပြီကွာခြားချက်ကအခြေအနေမဟုတ်ဘူးစိတ်ဓာတ်ပဲနံပါတ်2အောင်မြင်သူနဲ့အရှုံးပေးသူဘာကွာလဲလူတွေများကြီးကအောင်မြင်သူတွေဟာကံကောင်းလို့အောင်မြင်တယ်လို့ထင်ကြတယ်တကယ်တော့မဟုတ်အောင်မြင်သူနဲ့အရှုံးပေးသူကွာတာကလဲကျပြီးရင်ပြန်ထနိုင်သွားပဲဖြစ်တယ်အောင်မြင်သူတွေဆိုတာနာကျင်နေလဲရှစ်ဆက်တယ်ကြောက်ရင်လဲလှုပ်တယ်မတိကြလဲစူးစားတယ်ကြာရှုံးရင်လဲပြန်ထတယ်ဒါပေမဲ့အရှုံးပေးသူတွေကတော့ကြောက်တာနဲ့ရက်သွားတယ်တစ်ခါကြာရှုံးတာနဲ့အားလျော့သွားတယ်သူတစ်ပါးကိုအပြစ်တင်တယ်ဒီလိုတွေဖြစ်သွားတတ်တယ်တကယ်တော့ချန်ပီယံဆိုတဲ့အရာဆိုတာလွယ်ကူကူဖြစ်လာတာတော့မဟုတ်ဘူးခက်ခဲမှုတွေကိုကြော်ဖြတ်ပြီးမှဖြစ်လာတာပဲနံပါတ်3 keep moving မရက်ဖက်နဲ့ရှေ့ဆက်သွားပါဘဝမှာအရေးကြီးဆုံးစကားတစ်ခုရှိတယ် keep moving နဲ့မင်းငိုနေရင်တော့ရှေ့ဆက်သွားရမယ်မင်းနာကျင်နေရင်လည်းရှေ့ဆက်သွားရမယ်ဘာဖြစ်လို့လဲရက်သွားတဲ့လူကတကယ်ရှုံးသွားတာပဲဥပမာကျင်သွားတဲ့လူ2ယောက်ရှိတယ်တယောက်က3ရက်လောက်သွားပြီးပင်ပန်းလို့ရက်သွားတယ်နောက်တစ်ယောက်ကတော့ဘလို့ခက်ခဲတွေပဲကြုံနေနေတိုင်းဆက်သွားတယ်6လလောက်ကြာတော့ရလက်ကလုံးဝကိုကွာသွားပြီအဲ့တော့အောင်မြင်မှုဆိုတာ talent ထက် consistency ကပိုပြီးတော့အရေးကြီးတယ်နံပါတ်4ကြာရှုံးမှုကိုလေကလေးအဖြစ်ပြောင်းလဲပါကြာရှုံးမှုတွေဆိုတာလူအများကြီးကြောက်တဲ့အရာဒါပေမဲ့အောင်မြင်သူတွေကတော့အဲ့ဒီကြာရှုံးမှုတွေကိုအခွင့်အရေးဖြစ်မြင်တတ်ကြတယ်သူတို့အတွက်မအောင်မြင်ခြင်းဆိုတာသင်ခန်းစာတစ်ခုလို့သတ်မှတ်တယ်နာကျင်မှုတွေဆိုတာပိုတန်မာလာအောင်လုပ်ပေးတဲ့အရာတွေလို့သတ်မှတ်တယ်ဖိအားတွေဆိုတာသူတို့အတွက်စိတ်ခွန်အားတစ်ခုပဲလို့သတ်မှတ်တယ်ဥပမာအဖြစ်သောမတ်အက်ဒီဆန်ကမီးလုံးတစ်လုံးတီထွေမှုအချိန်မောင်းထောင်ကြီးကြာရှုံးခဲ့တယ်ဒါပေမဲ့သူကငါမကြာရှုံးဘူးအလုံးမလုံးတဲ့နီလန်းတွေကိုငါရှာတွေ့နေခဲ့လို့ပဲလို့ပြောခဲ့တယ်ဒါက mindset ပဲကြာရှုံးမှုကမင်းကိုဖျက်ဆီးမဲ့အရာမဟုတ်ဘူးမင်းကိုပို့ပြီးတော့တန်မာလာစေမဲ့အရာနံပါတ်5တာရဲစိတ်သက်ဆိုတာဘာလဲတာရဲစိတ်သက်ဆိုတာအကြမ်းဖက်တာမဟုတ်ဘူးဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်အရှုံးမပေးတဲ့စိတ်ကိုပြောတာတာရဲစိတ်သက်ရှိတဲ့လူတွေကလဲကြရင်ပြန်ထတယ်ကြာရှုံးရင်လည်းပြန်တိဆောက်တယ်ကြောက်စိတ်ကိုကြော်ဖြတ်တယ်ဘယ်သူမှမယုံကြည်ရင်တော့ကိုယုံတယ်ဥပမာတငယ်ချင်းတယောက်စီးပွားပြတ်သွားတယ်ဆိုပါတော့တချို့လူတွေကတွေးတယ်ဒီလူရဲ့ဘဝကတော့ပြီးသွားပြီလို့ဒါပေမဲ့တာရဲစိတ်သက်ရှိတဲ့လူတယောက်ကတော့ငါမှအတွေ့အကြုံရှိသေးတယ်ငါပြန်ဆနိုင်သေးတယ်လို့တွေးတယ်အဲ့ဒီစိတ်သက်ကပဲလူတယောက်ကိုအောင်မြင်စေနိုင်တယ်နံပါတ်6
ဘဝအတွက်ကိုတာဝန်ယူပါဘဝမှာလူအများစုလုပ်တဲ့အမှားတစ်ခုရှိတယ်အဲ့ဒါကတော့အပြစ်တင်ခြင်းပဲမအောင်မြင်တာမိဘကြောင့်ပတ်သက်မရှိတာမိဘကြောင့်ဘဝတွေမတိုးတက်တာပတ်ဝန်းကျင်ကြောင့်ဆိုပြီးတော့ပြောတတ်ကြတယ်ဒါပေမဲ့အောင်မြင်သူတွေကတော့အဲ့လိုမလုပ်အောင်မြင်သူတွေရဲ့အတွေးကငါဘဝအတွက်ငါမှာတာဝန်ရှိတယ်လို့ပဲတွေးထားတယ်ဒီ mindset ပြောင်းလဲသွားတဲ့အချိန်ကစပြီးတော့ဘဝကလည်းတဖြည်းဖြည်းချင်းပြောင်းလဲသွားလိမ့်မယ်နံပါတ်9ရှေ့ဆက်ဖို့အကြောင်းပြချက်ကိုရှာပါလူတစ်ယောက်ဘာကြောင့်မရက်ပဲရှေ့ဆက်နိုင်တာလဲအဖြေကတော့အကြောင်းပြချက်ပဲမင်းရဲ့မိသားစုလားမင်းရဲ့အိမ်မက်လားမင်းဖြစ်ချင်တဲ့ဘဝလားရှေ့ဆက်ဖို့အကြောင်းရင်းခိုင်မာတဲ့လူကလွယ်လွယ်နဲ့ဘယ်တော့မှအရှုံးမပေးဘူးဂျင်ရုံးကပြောခဲ့တယ်ဘာကြောင့်လဲဆိုတာခိုင်မာနေရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပေါ်လာတတ်တယ်တဲ့နံပါတ်8နေ့စဉ်လက်တွေ့လှုပ်ဆောင်ပါအောင်မြင်မှုဆိုတာ motivation တစ်ခုတည်းနဲ့မရအောင် daily action လို့တယ်မနေ့ဘယ်ချိန်ထမလဲဘာတွေကိုသင်ယူမလဲဘာတွေကိုဘယ်လိုလုပ်မလဲအခက်အခဲတွေကိုဘယ်လိုကြော်ဖြတ်မလဲဆိုတာတွေကိုတိတိကျကျစီစဉ်ဖို့လိုတယ်အိမ်မက်မက်နေုံနဲ့တော့ဘဝကမပြောင်းလဲဘူးလှုပ်ရှားမှုရှိမှဘဝကပြောင်းလဲမှာအဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ဘဝဆိုတာလွယ်ကူတဲ့လမ်းမဟုတ်ဘူးတစ်ခါတလေမင်းကိုရိုက်ချမယ်နာကျင်စေမယ်အရာအလုံးကိုဆုံးရှုံးသွားသလိုခံစားရစေမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းရဲ့စိတ်ဓာတ်ကိုသိရတာဖြစ်တယ်မင်းဟာလဲကြနေမလားဒါမှမဟုတ်ပိုတန်မာလာတဲ့လူတစ်ယောက်အဖြစ်ပြန်ထလာမလားအမှန်တရားတစ်ခုကအောင်မြင်သူတွေဟာဘယ်တော့မှမလဲကြတဲ့လူတွေမဟုတ်ဘူးလဲကြတိုင်းပြန်ထလာတဲ့လူတွေပဲဖြစ်တယ်ဒါကြောင့်ဘဝကမင်းကိုဘလောက်ပဲရိုက်ချအရှုံးမပေးပါနဲ့ဒီဘူဝင်ဒီ fighting ပြီးတော့မင်းဘဝကိုမင်းကိုယ်တိုင်ပြန်ဖန်တီးလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှပြန်တွေ့ကြပါနော်